အင်္ဂလိပ်နဲ့မြန်မာနဲ့စစ်သုံးချိန်တိုက်တယ်ပထမဆုံးချိန်မှာနှစ်ချီကြတယ်ဒုတိယချိန်ကျလာပိုင်းနောက်ဆုံးချိန်ကျ14ရက်ထဲနဲ့ကိစ္စပြတ်ကမန်းကရန်ကြုံဖြစ်သွားနောက်ကြဟောဘာနုလားဒီကနေသွားတယ်တိုက်တယ်ဘာနုလားတဲ့စစ်ချီကောင်းတဲ့ဆိုတာဘာစစ်ပညာတကယ်တော့တကယ်ဘာမှပြောမှာမဟုတ်ဘူးသမိုင်းမှာမှတ်တမ်းတင်တဲ့ဥစ္စာရခိုင်ကနေပြီးတော့ဟိုဘက်မုဒ္ဓမဘက်မှာသင်္ဘောတွေကတ်ကုန်ပြီမုဒ္ဓမဘက်ကိုဝင်ပြီးဆွဲတဲ့ခါကျရခိုင်ကနေပြီးတော့အဲ့ဒဂုံဆန်တော်ရဲ့သင်္ကုတ္တရကုန်းကြီးပေါ့အဲ့ဒီပြောင်းပြန်ပြီးတော့လာလိုက်တဲ့ဥစ္စာဟာအင်္ဂလိပ်တော်မှာပါဇက်ပြဲသွားအားပြဲသွားဟိုမှာ engage လုပ်တာဟိုမှာသူ့ကိုရင်ဆိုင်ပြီးထိတ်ထားပြီးတော့ဒီမှာဝင်တာဒီရဲ့အတိုင်းကရောက်လာတဲ့အားပြဲကဘာမှာစစ်ချီတဲ့ခါထဲမှာထုတ်စစ်ထဲမှာခက်ခဲတဲ့လမ်းမရှိပန်းမရှိခီးထဲမှာသွားနိုင်တဲ့ဥစ္စာဟာဟန်ဒီဘောပြီးရင်သူဒုတိယပဲလို့တော့တချို့အဆိုအဲ့လောက်တော်တဲ့ပုဂ္ဂိုလ်ဓနုပြမှာတိုက်တယ်ရွှေထီးတဝင်းဝင်းနဲ့ရွှေထီးတဝင်းဝင်းနဲ့ဆိုတာလှမ်းမြင်ရတာပေါ့ပြည့်လို့သိကောင်းတာဟုတ်ကျော်တော့ဒီကသူတို့လက်နဲ့အကြောင်းလည်းမသိဘူးပညာမှမသိပဲပညာမှမတတ်ဘူးအဲ့တော့ထုံးဆိုကြအုံးဆိုကွဲတော့သိရောဓာတ်သေးတာပဲဟုတ်အဲ့တော့ဗဇက်ကပြောလို့ရှိရင်တော့ထိုစဉ်ခါကဟုတ်လားသမိုင်းဆိုတာလှအောင်ရေးရတာပေါ့ထိုစဉ်ခါမြန်မာတို့ဒီနေကျကြီးကျွတ်စစ်တို့ရွှွှလို့တွန်းတန်တိုက်ခိုက်သွားတော့လေလက်နဲ့ချင်းမမျှတော့ကြောင့်ညက်ခံခဲ့ရလေဒါပေါ့အမှန်တော့တကယ်ရေးမယ်ဆိုရင်ပညာမတတ်တော့ကြောင့်ကွဲခဲ့လေဒါပဲရိုးရိုးလေးအဲ့ဒီလိုကိုအတက်တွေးပြန်ဟုတ်လားတွေ့ကြည့်လိမ့်ဟုတ်ကမဟုတ်လားခင်ဗျဒီရက်ခေတ်ကြီးကသားဆိုးတာပညာနဲ့ယူသွားနေတာအကုန်လုံးကခင်ဗျပညာနဲ့သွားနေတာဒါကျွန်တော်အတက်ပြောလိုက်မှပြန်ဒါအရင်တော့ကတော့နည်းနည်းနာမည်လေးပဲဆွဲပြောတယ်ဘယ်လိုမပြောတော့တရုတ်ကြီးခင်ဗျအရင်တော့တန်ပေါင်း900ရှိတဲ့တရုတ်ပြည်သူလူထုကြီးကဘာညာနာကြီးအောင်ဟောခဲ့တာမအော်တော့ဘာဖြစ်လို့ကိုကတန်းဘလောက်သိကြမှာခင်ဗျအမေရှိပဲကျွန်တော်ခလုတ်နှိမ့်လိုက်ပါဒီလိုလာတာလက်နဲ့တရားဟုတ်လားခလုတ်နှိမ့်လိုက်ရွှီဆိုလက်နဲ့ကသွားပြီးတော့ဟိုမှာအိမ်နံပါတ်ရှားမှန်တာဟုတ်လားနောက်ပိုင်းဆိုရင်မှတ်ပုံတင်ကိုမေးလာစရာအကြောင်းရှိတယ်ခင်ဗျဒီလက်နဲ့တရားဟိုတလားတော့ကခင်ဗျပြင်သစ်ကနေတော့မိုင်4000ပြင်းနိုင်တယ်ဒုံးကြီးတစ်ခုထွက်လိုက်တယ်နျူကလ িয়ার စိတ်ကူ6ခုပါမိုင်4000ပြင်းနိုင်တယ်တစ်ခုတစ်ခုရဲ့ပောက်ကွဲမှုစွမ်းအားဒီမဲ့ဟီရိုရှီမာမှာချတဲ့အနုမြူဘုံတဲ့အထတရားပြင်းတယ်ကဲကျွန်တော်တို့မှာဒီလိုဟာမျိုးတစ်လုံးနဲ့ချလိုက်တယ်ထုံးဆိုဆုံးကုတ်ပေးမဲ့ဘုန်းကြီးတောင်ကြမှာမို့ပြီးရောခင်ဗျာသိကြည့်ပေါ့အဲ့ဒီကြားထဲမှာကျွတ်သွားတကဓာတ်တွေပါတယ်ဒီလိုလို့ကြားကြီးနေခင်ဗျာထုတ်လုပ်နေတယ်အဲ့တော့ပြောနေတာကဘယ်လိုဆိုဒါကြောင့်ကျွန်တော်ကလေးတွေကိုမျက်စိပွင့်စေချင်လို့ပါမင်းတို့အနာဂတ်နိုင်ငံတော်ရဲ့ကာကွယ်ရေးစီလို့ဟောဒီတက္ကသိုလ်စာသင်ခန်းမှာကြည့်တယ်ဆိုတော့သဘောပေါက်ပါပညာမတတ်ဖက်နဲ့ကာကွယ်လို့ရတာပေါ့အကုန်လုံးပညာနဲ့စခန်းသွားအဲ့ဒီချိန်မှာကျွန်တော်တို့ပညာသင်ရမလားဆိုအောင်သင်ကဘာဆက်ပြောမှာလဲနောက်ကထပ်ပြီးတော့ကြုံဖြစ်ဖို့ကမန်းကရန်ကြိုးစားတယ်ဘုရားစစ်တိုက်ပြီးကြုံဖြစ်တဲ့ခေမဟုတ်ဘူးစစ်မတိုက်ဖဲနဲ့ကြုံဖြစ်တဲ့ခေစစ်တိုက်နေမို့လကားနေခုနေတဲ့ဆိုတော့လကားဒီစကားတွေကအောက်နေပြီဘယ်သူမှမချဲ့ဘူးကျွန်တော်ကဟိုကဘယ်ကောင်မှဘယ်ကောင်ကိုသွားပြီးတော့ပြည်နယ်ကိုမသိဘူးဗမာပြည်အင်္ဂလိပ်ကသိငခဲ့တယ်ဟုတ်လားဘာဖြစ်လို့ကျွန်းသိရင်နဲ့ဆိုင်စပါလိုချင်လို့ဂျပန်ကလည်းဒါလိုချင်လို့သိငခဲ့တယ်အဲ့ဒီပြည်သိရတဲ့ကတိုင်းပြည်ကိုအုပ်ချုပ်ပေးဖို့ဘာလို့ကာကွယ်ဖို့ဘာတာဝန်နေရှိသေးတယ်အခုဥစ္စာဘာလိုချင်အောင်လိုချင်တဲ့ဥစ္စာရပြီးနေကိစ္စစစ်တိုက်ပြီးသိလိုက်တဲ့ခါကျဟုတ်လားကြီးစန်းကုန်နဲ့မခုံအောင်နဲ့ခြေတော်ညောင်းနဲ့နာမည်ပြည့်ဘာလို့ချင်ဗမာပြည်လှမ်းကြည့်တာကိုကဗမာပြည်ကျွန်းသစ်ကလေးမဆိုကောင်းတယ်ဒီကောင်နေဘာမှလည်းပညာမတတ်ဘူးအလုံးလိုက်ရောင်းတဲ့ကောင်အဲ့တော့ရောမတော်ကားမလို့တော့ရော highlight ကာစီပေးသားစစ်ပဲနေတာဆိုပေးလိုက်မယူပါမဲ့အကြောင်းတော့ခြေလုံးဖက်နေတာဒါအဲ့စဘာလေးကပေါ်ဆန်းမွေးလေးမပြောနဲ့နည်းနည်းယူလိုက်အောင်ပါပဲဒီကောင်နေ TV မလုပ်တာဘူးရောတလို့ပေးသားစဘာပဲတင်ပေးလိုက်ဒါဗမာလျှောက်တော့ကျွန်တော်တို့တောင်းကလေးသမားဦးကြီးကဖင်းနဲ့ရှုနှစ်ခွဲတောင်းဝင်တော့ဝင်ပေါ့ပညာမတတ်နဲ့တော့ဒါဘယ်တတ်နိုင်လဲပညာမတတ်ခံရမှာကြီးပဲဒီတိုင်းပဲအဲ့တော့ပညာမဲ့လို့ကြုံဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒီပညာမဲ့ပြီးကြုံဖြစ်တဲ့ခါကျတော့လွတ်လပ်ရေးကိုကျွန်တော်ပြန်ပြီးလွတ်လိုက်ကြအောင်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်တဲ့ခါကျတော့မဖြစ်မိမှကိုကျွန်တော်တို့မြေခွာတစ်ချက်ပေါက်ရမျိုးဟုံးတောက်ဆေးရပဲဘာညာဆိုတဲ့အာဒီပေါ့အဲ့ဒီမှာလောက်ခဲ့တာနေတပိတ်1938ခုနှစ်1300ပြည်ရေတော်ဘုခေါ်တာပေါ့အဲ့ဒီမှာတပိတ်သူကတပိတ်မောက်ကြောင်းသားကျုပ်လည်းပဲအဲ့ဒီမှာရဲတော့ပါခဲ့တဲ့ကောင်9တန်းကြောင်းသားခင်ဗျအဲ့ဒီမှာတပိတ်ထားတဲ့ဥစ္စာမှာကျုပ်ထိတ်ဆုံးကဘာလို့ဆိုကောင်းကျုံမောင်းလဲစားရတယ်မောင်းရုံလည်းအိုးရတယ်
အဲ့မှာဒီဆုံးကပါခဲ့တာကြောက်အဲ့ဒီမှာကျွန်တော်ပြောတာအဲ့ဒီတပည့်ဖြစ်လိုက်ပြီးတဲ့နောက်ဘာဖြစ်လဲဆိုတော့ကျောင်းသားတွေဟာတော့ကျွန်တော်တကယ်ပြောတာပါအခုဒီဥစ္စာကဒီပြန်ပြောတဲ့ဆိုကျောင်းသားတွေရဲ့အရေးတော်ကိုကျွန်တော်ထိပါခြင်းမဟုတ်ဘူးတော့ဒီအဲ့ဒီခေတ်တုန်းကအသိဉာဏ်လေးပြန်ပြီးသုံးသပ်ဖို့သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာမနေအောင်သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာနေလို့ရှိရင်အဲ့ဒါအနာဂတ်ကိုသစ္စာဖောက်ရရောက်တယ်ဆိုတော့ဘောပေါ့အဲ့ဒီတော့မျိုးချစ်စိတ်ဓာတ်ဘာညာလဲဆိုတော့ပညာရေးဘက်ကိုနည်းနည်းလေးလူငယ်တွေအားစိုက်မှုရောပါတယ်နောက်ကြတော့39နောက်နိုင်ငံမှာစစ်ဖြစ်ပြီးပြင်းထန်နေပြီ40ချနေအရှိကဂျပန်ကစစ်ပြီး41ရန်ကုန်ရောက်လာဟော40ခုဒီဇင်ဘာလ23ရက်နေ့ရန်ကုန်မှာပထမဆုံးစပုံချဒီဇင်ဘာလ25ရက်နေ့ကျတော့ခရစ်စမတ်လက်ဆောင်ဆိုတစ်ခါထပ်ချဒီတိုင်းကိုပြောချဂျပန်ကလည်းဟိုကနေကျမတို့ဂျပန်ပြည်မှာဆိုလို့ရှိရင်ချယ်ရီပန်းလေးရတယ်ဘယ်လိုပဲလဲဖြစ်ပြီးတော့မြန်မာပြည်မှာတကယ်လို့ကျမတို့ထိရမိလို့တကယ်လို့များဖျားတွေပါတွေကပထိုးတွေနဲ့တကယ်လို့ထိမိခိုက်မိမယ်ဆိုလို့ရှိရင်ကျမတို့မျိုးတစ်ချက်နေရာမှာရှိုးတစ်ချက်အစားထုတ်ပါမယ်အာမလာဘုံကကြောက်ဖို့ကောင်းလိုက်တာဒါတကယ်ပြောတဲ့ဥစ္စာဒီကျွန်တော်အဲ့ဒီမှာကျတို့အဟုတ်ကြီးဖြစ်ပြီးတော့တခါတည်းဂျပန်ကိုဘာညာပညာမတတ်ပဲဘူးဒါပဲအသုံးမိကြတော့အဲ့ဒီမှာအာကိုပြီးချရတော့နောက်ဆုံးမိဂျပန်ကလည်းဖြစ်တော့ထားပါတော့နောက်ဆုံးပဲစစ်တော်လိုင်းရေးပြောင်းကျွန်တော်ပြောမယ်ဗျာ45ခုနှစ်ကျမှသိပြီအဲ့တော်တယ်မှာ41နဲ့45ခုနှစ်တော်တယ်မှာနော်ပညာလုံးဝသိကြောင်းမရှိဘူး46ခုနှစ်ကျမှကျောင်းလေးတွေရိုးကြောင်ဖွင့်လာအထက်တန်းကျောင်းတွေအကုန်မဖွင့်နိုင်သေးဘူးနော်မြို့ကြီးတွေမှာသာဖွင့်နိုင်တယ်နေကအထက်တန်းကျောင်းလေးတွေမဖွင့်နိုင်ဘူးအလယ်တန်းကျောင်းလောက်လေးဖြစ်လာလိုက်အဲ့ဒီလိုသွားတယ်အဲ့ဒီလိုသွားတော့ဘာဖြစ်သွားပညာသင်ပြတ်တာ6နှစ်ဖြစ်သွားတယ်ပညာသင်တာ6နှစ်ပြတ်တာနော်အသက်ကရပ်မလို့ကြီးလာတာ7နှစ်သားက16နှစ်သားဖြစ်တာ73နှစ်သားက19နှစ်သားဖြစ်ကျွန်တော်တို့ကပညာလာမတက်တာဘာတက်လာလဲသေခြင်းတက်ခြင်းမဆမ်းမှုတဲ့ဟာကြီးတက်လာစစ်ကသင်ပေးလိုက်အဲ့ဒီတော့စစ်ကစစ်ကြီးဖြစ်ပြီဆိုရင်တက်မကြီးသုံးခုထားခဲ့လိမ့်မယ်နံပါတ်1တက်မကြီးကဘာလဲဆိုတော့လင်းသေးသားသေးလို့ငိုးနေတဲ့မျက်ရည်တက်မကြီးဒုတိယတက်မကြီးကခြေပြက်လက်ပြက်ဖြစ်တဲ့ဒုက္ခိတတက်ကြီးတတိယတက်ကစိတ်အတွင်းကကြံရစ်ခဲ့တဲ့လက်နဲ့တင်နဲ့ခိုးဆိုးတောင်းညမ်းနေတဲ့ဓမြတက်ဒီတက်ကြီးသုံးတာပဲစိတ်မဆိုထားကြတယ်အဲ့ဒီတည်းမှာကျုပ်တို့တက်ကဘာလဲဆိုကျုပ်တို့ဒီမှာကြံရစ်ခဲ့တဲ့တပည့်ရှိပညာမတတ်တဲ့တက်ကြီး